လိပ်ပြလုံးနဲ့ဘသူ့မှဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့အယူသားဆုံးနေထိုင်ပါတယ်ဒါကြောင့်လဲကုကူလိပ်ပြလုံးနဲ့အမြင့်ရောက်ဖို့အတွက်ဘသူ့မှလည်းမချနှင်းခဲ့သလိုတပားသူရဲ့နာကျင်မှုနဲ့လည်းကိုယ့်ရဲ့ပျော်ရွှင်မှုကိုမဖန်တီးခဲ့ဘူးကိုစားမဲ့ထမင်းလုပ်ထဲမှာသူတစ်ပါးရဲ့မျက်ရည်စက်တွေမပဘူးဆိုရင်ကိုကလူပီသားတယ်မလာကျင်တဲ့သူတွေကိုဘဝတွေကိုအတင်းမခေါ်ခဲ့သလိုမနေကျင်တဲ့သူတွေကိုလည်းမတော်ပါနဲ့လို့တကူတကဆွဲမထားဘူးတကယ်တော့တယောက်တည်းနေရလို့ထီးကြံနေဆိုတာထက်နှစ်ယောက်ရှိရင်အစင်မပြေတာတွေဖြစ်တာလည်းပိုပြီးနာကျင်ရတယ်အလိညာတွေခံခဲ့ရဘူးတဲ့အသုံးချတွေခံခဲ့ရဘူးတဲ့အထင်မြင်တွေလွဲတာခံခဲ့ရဘူးစေတနာတွေစော်ကားခံရဘူးမခံမရနိုင်လို့တစ်ခါတလေပောက်ကွဲတဲ့ခါကျမခံစားဘူးတဲ့လူတချို့ကပြောတယ်ဘာမဟုတ်တာလေးနဲ့တဲ့ဟုတ်ပါလေဘာမဟုတ်တာလေးတွေပါပဲဘာမဟုတ်တာလေးတွေတကယ်ဟုတ်လာတဲ့ခါမှာတစ်ခါတလေကိုယ်ကပါပြက်ခဲ့ရတစ်ခါတလေဝေဒနာတွေဖြစ်ခဲ့ရအတွေ့အကြုံအသင်ပေးခဲ့တဲ့သင်ခန်းစာတွေကြောင့်လည်းကိုနားလည်ခဲ့ပါပြီအပြုံးလှလှလေးတွေကိုလည်းမတက်မတ်တော့သလိုစကားချွတ်ချွတ်လေးတွေကိုလည်းမယုံတတ်တော့ညနေချင်းဆိုင်အန်ရီတွေထက်နောက်ကျောကဓာတ်တွေကိုပိုသတိထားတယ်အရင်လိုလဲတိတ်အာမနာတတ်